လာပါဒီဗီဒီယိုမှာတော့ဒီချက်က unit ကိုပေးလက်မနဲ့သတ်မှတ်တာကိုပေးလက်မနဲ့ setting လုပ်တာကိုပြောပြပေးသွားမယ်နောက်တစ်ခုအနေနဲ့ line command လေးတစ်ခုကိုထည့်ပြောသွားမယ်เนาะပထမဆုံးအနေနဲ့ဒီချက်ကို unit ကိုပေးလက်မနဲ့ setting လုပ်တော့မယ်ဆိုရင် un ဆိုပြီးတော့ enter တစ်ချက်ခောက်လိုက်မယ်ဒီမှာ drawing unit ဆိုပြီးထွက်လာမယ် drawing unit မှာဒီချက်တို့ကပေးလက်မနဲ့လုပ်မှာဆိုရင်ဒီချက်တို့2မျိုးရွေးလို့ရတယ် architectural ပဲဖြစ်ဖြစ် engineering ပဲဖြစ်ဖြစ်2မျိုးရွေးလို့ရမယ်engineering ကိုရွေးလိုက်မယ်ဆိုရင် precision ရဲ့နောက်မှာဆိုရင်သူက3ပေ3လက်မရဲ့နောက်မှာတသမနဲ့သွားမယ်တကယ်လို့ဒီချေတို့က architectural နဲ့ရွေးမယ်ဆိုရင်3ပေ3လက်မရဲ့နောက်မှာသူကအပိုင်းကိန်းနဲ့သွားမယ်เนาะဒီမှာတော့ဒီချေက engineering နဲ့ပဲယူမယ် engineering နဲ့ရွေးမယ် precision က3ပေ3လက်မဥပမာ6ပေခွဲဆိုရင်6ပေ6လက်မပေါ့ angle ကတော့ဒီတိုင်းပဲထားမယ်ပြီးရင်ဒီချေတို့ကဒီ unit နေရာမှာပေးလက်မဆိုတော့ပေးဆိုပြီးရွေးကြည့်မယ် okay ဆိုပြီးထွက်လိုက်မယ်အဲ့ချိန်မှာသူကဒီ pop up menu လေးတစ်ခုထွက်လာမယ်အဲ့ဒီမှာသူကဘာပြောထားလဲဆိုရင် architectural မဟုတ်ရင် engineering ဆိုပြီးဒီချေတော့က unit ကိုရွေးမယ်ဆိုလို့ရှိရင်ဒီ unit ရဲ့နေရာမှာ interest ကိုသာသူတို့ဆက်လုပ်တင်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီချေ cancel နဲ့ပြန်ထွက်လိုက်မယ်ထွက်ပြီးတော့ရဲ့ interest ပဲရွေးမယ်ဒါဆိုရင်ဒီချေတို့ engineering နဲ့ရွေးမယ်ဆိုရင်ဒီ unit နေရာမှာ interest ကိုပဲရွေးမယ်ပြီးရင် okay ဆိုပြီးတော့ထွက်လိုက်မယ်ဒါဆိုရင်ဒီ window ကြီးကဒီချေတို့ပေးလက်မနဲ့ပေးလက်မ unit window ကြီးဖြစ်သွားပြီအရင်ဆုံးအနေနဲ့ဒီချေ line လေးတစ် line ဆွဲမယ် line ဆွဲမယ်ဆိုရင် AutoCAD မှာသူက option နှစ်ခုအနည်းဆုံးသူမှာရှိတယ်drawing line တစ်ခုကို create လုပ်တော့မယ်ဆိုရင်ဒီ draw ဆိုတဲ့အောက်မှာ line ဆိုတဲ့ command လေးကိုတွားပြီးယူလို့ရသလိုပဲ another way ဖြစ်တဲ့ shortcut command ဖြစ်တဲ့ line ရဲ့ shortcut command ဖြစ်တဲ့ L ဆိုပြီးတော့ enter တစ်ချက်ခောက်လိုက်လဲ line command နဲ့ဝင်သွားပြီเนาะဒါဆိုရင်ဒီမှာရှိတဲ့ command box ကိုကြည့်မယ်သူကပထမဆုံးပါပြောလဲ specify first point ဒါဆိုရင်ဒီချေတော့ point လေးတစ်ခုပေးလိုက်မယ်ဒီမှာဒီချက်က9ပေရှိတဲ့ line လေးတစ်ခုကိုဒီချက် create လုပ်ချင်တယ်ဒီချေတို့ရဲ့ window ကြီးက inches window ဖြစ်တဲ့အတွက်ဒီချေတို့ဆွဲသမျှ value တိုင်းကသူက inches လို့ပဲသတ်မှတ်ပေးနေမယ်ဆိုတာကိုနားလည်ပေးရမယ်နားလည်ထားရမယ်Okay ဒီမှာဒီချက်က9ပေဆိုတာကိုရေးချင်တယ်ဆိုရင်ဘယ်လိုရေးရ9ပေဆိုတာကိုဆွဲချင်တယ်ဆိုရင်ဘယ်လိုဆွဲရမလဲဆိုရင်7ဆိုပြီးတော့ပေဆိုတဲ့သင်္ကေတလေးဒီချေတို့ထည့်ပေးမှသူနားလည်မှာဖြစ်တယ်ဒါဆိုရင် enter တစ်ချက်ခောက်လိုက်မယ်နောက်ထပ် enter တစ်ချက်ခောက်ပြီး command ကိုထွက်လိုက်မယ်ဒါဆိုရင်ဒီချေတို့ဆွဲထားတဲ့ဒီ line က9ပေဟုတ်မဟုတ်ကိုဒီချေတို့စစ်ကြည့်မယ် utility ဆိုတဲ့အောက်မှာ measure ဆိုတာလေးမှာ quick ဆိုတာလေးကိုယူလိုက်မယ်ယူပြီးတော့ဒီချေတို့ထောက်ကြည့်လိုက်မယ်ဆိုရင်9ပေဆိုပြီးတော့ပေါ်နေမယ်Okay နောက်တစ်ခုအနေနဲ့ဒီချေတော့9ပေခွဲရှိတဲ့ line တစ်ခုကိုဆွဲကျင်နေဆိုရင်ခုနပြောသလိုပဲဒီမှာရှိတဲ့ command လေးကိုသွားယူပြီးဆွဲလို့ရသလိုမျိုး shortcut command ဖြစ်တဲ့ L enter ဆိုပြီးတစ်ချက်ခောက်ပြီးတော့ first point တစ်ခုပေးလိုက်မယ်အခုဒီချက်က9ပေ6ဆွဲကျင်တာဒါဆိုရင်9ပေပြီးရင်6ဆိုတာကိုထည့်လိုက်မယ်အဲ့ဒီနေရာမှာတကယ်သားအနေနဲ့ဒီချေတော့လက်မဆိုတာကိုထည့်ပေးစရာမလိုတော့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီ window ကြီးကဒီချေတော့ inches window အဖြစ်သတ်မှတ်ပြီးသားဖြစ်တဲ့အတွက်သူက inches ကို auto နားလည်ပြီးသားဖြစ်တယ်ဒါကြောင့်ဒီချေတော့9ပေ6ဆိုပြီးရေးပြီးတာနဲ့ enter တစ်ချက်ခောက်လိုက်မယ် command ကိုထွက်ချင်တာဖြစ်တဲ့အတွက်နောက်ထပ် enter တစ်ချက်ခောက်လိုက်မယ်ဒါဆိုရင် measure မှာဒီချေတော့သွားတိုင်းကြည့်လိုက်မယ်ဒါဆိုရင်9ပေ6ဆိုတဲ့ line လေးတစ်ခုကိုဒီချေတော့ create လုပ်ပြီးသားဖြစ်မယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဒီချေတော့ပြန်တွေ့ကြမယ်